ကဲမယောင်းလိုက်ကတော့ဘုရားသွားဆူတောင်းပြီးတော့ရေဒီယာခြေတာမှာအခုဆေးရုံမှာဂရိ900မှာမသိမရှင်ဖြစ်နေကြရပါပြီဒီနေ့မှာတော့အသိပညာမဲ့တဲ့လူငယ်တချို့ဟာရန်ကုန်ပြည်သူရင်ပြင်မှာစောက်ကျူနဲ့ကဲချင်တိုင်းကိုကဲနေကြတာဖြစ်ပြီးတော့ပြည်သူရင်မြေရဲ့တစ်ဖက်တစ်လမ်းကားလမ်းမှာတော့ပေါ်သာဆွဲမှုတွေတောက်လျှောက်ဖြစ်ပေါ်နေလို့အလူရက်ကိုအသက်လူပြီးတော့ပြင်းနေရတဲ့သူတွေလည်းရှိကြောင်းကြားရပါတယ်နော်ဒါလည်းကိုထိုင်နဲ့ကိုကံပဲပြောကြပါနော်ဘာမှမပြောဘူးနော်ပြောချင်တဲ့လောက်ကိုပြောကြနော်ဖြစ်ဆိုရင်တော့ကျွန်တော်တို့နော်ဘာမှနော်လုံးလို့မရဘူးတချို့ကအသိပညာမဲ့တယ်ပြောချင်တာပဲသိတယ်နော်တောက်ချင်တာပဲသိတယ် sorry နဲ့နော်ဟိုချင်တာပဲသိတယ်ဒါပဲလောက်ကြတာနော်ဆိုတော့နော်တချို့လူငယ်လေးတွေကလည်းနော်ဟိုခက်ကမကောင်းတာကြားပြီဆိုတော့ပြောကြတော့အပြစ်တော့မပြောလို့ပါဘူးဒါမဲ့နော်မမီအသက်ကိုမမီညံကစောင့်ပါတယ်နော်ဆိုတော့ပြောကြပါနော်ဒီကနေ့မှာတော့မယောင်းလိုက်ကနော်ထူးထူးခြားခြားပဲကျွန်တော်တို့ဒါလာပြည့်နေမှာဒါကုသိုလ်ယူတွေပေါ့နော်ဆိုတော့နော်ဒါကျွန်တော်တို့ net တွေကလည်းမယောင်းလိုက်တော့လူမရှိတော့လားမသိဘူးဟိုကုသိုလ်ယူရင်းနဲ့မှနော်ကျွန်တော်တို့အဲ့ဒီအနီးနားမှာပဲနော်မြေပြူမှုဖြစ်ပွားခဲ့တဲ့တဲ့ဗျာနော်မယောင်းလိုက်ကနော်ဘုရားပွေးနဲ့မြေပြူလို့နော်အသက်လေးဆုံးကနေဓာတ်ပုံကိုလည်းကျွန်တော်ထည့်ပေးထားပါတယ်နော်ဆိုတော့မိဘပြည်သူတွေလည်းကျွန်တော်ကြည့်နိုင်ပါတယ်ဆိုတော့မယောင်းလိုက်ကတော့နော်တနေ့ကပဲဒါမန္တလေးမြို့ကနေပြန်လာတယ်မန္တလေးမြို့ကိုနော်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်မွေးနေ့မှာရောက်ရှိနေချိန်မှာလဲ short တိုက်တုံးနဲ့ပြည့်သက်ခံရတယ်နော်ဆိုတော့မယောင်းလိုက်ကဘယ်သွားအသက်အန္တရာယ်ရှိတယ်နော်အခုဖျားသွားရင်လည်းနတ်တွေကလည်းမကြိုက်ဘူးနော်ဖျားကလည်းမကြိုက်တော့ဘူးမယောင်းလိုက်ကိုဖျားနော်ဖျားကလည်းနော်မလိုချင်တော့ဘူးနော်ဖျားဖူးလို့မရတော့ဒီကောင်ကမိစ္ဆာကောင်ဖြစ်နေနော်ဆိုတော့မယောင်းလိုက်ရဲ့အသက်ကဘယ်လောက်ကြာရှည်အောင်မလဲဆိုတာကတော့နော်ဘယ်လောက်ပဲရည်ရချစ်ချစ်နော်သူ့ရဲ့အသက်ကတော့ကြာရှည်တော့မှပို့ဘူးထင်ပါတယ်ဗျာ